အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ brand ကိုတိစောက်ချင်တဲ့မိတ်ဆွေတွေအတွက်ပေါ့နော်အမဘာတွေထုတ်ပေးတာလဲဆိုတာသိချင်တဲ့လူတွေအတွက်ဒီကျွန်မနဲ့ချိတ်ဆက်ထားတဲ့စက်ရုံတွေကခေါင်းလျှော်ရည် hair toning hair serum ရမယ်စပင်ပေါင်းဆေးရမယ်နောက်ပြီးတော့သွားတိုက်ဆေးတို့spray တို့ဒါရမယ်နောက်ပြီးတော့ရေချိုးစပြရမယ်နောက်တစ်ခုကကြတော့ဒီ makeup ပိုင်းဆိုလို့ရှိရင်လည်းအစုံရတယ်ဒီနှာခမ်းနီတွေ makeup တွေအစုံရတယ်ပါနီဒါမျိုးတွေရတယ်နောက်ပြီးတော့မှskin care ဆိုလို့ရှိရင် cleansing water cleansing cream အစပြီးတော့ဒီလိမ်နဲ့အထိပေါ့နော်အကုန်ရတယ်ကိုကဘယ်လို product မျိုးကိုထုတ်ချင်တာလဲဒီသုံးစွဲသူကိုပေးမှလဲဆိုတဲ့ဟာပေါ်မှာပဲမူတည်ရယ် skin care ဘိုင်းမှာဆိုလို့ရှိရင်လည်းဒါတွေရှိသေးတယ်ဆိုလို့ရှိရင်ဒီမျက်နှာပေါင်းတင်ကတ်ခွာတွေရှိမယ်နောက်ပြီးတော့မျက်နှာပေါင်းတင်ခွာတွေရှိသလိုမျက်နှာပေါင်းတင်နဲ့ cream တွေလည်းရှိရပေါ့ကိုကသုံးစွဲသူကိုဘယ်လိုပုံစံမျိုးနဲ့ပေးချင်တာလဲနောက်တစ်ခုကကြတော့ကိုကသူများနဲ့မတူတဲ့ထုတ်ကုန်ဘာထုတ်ကုန်ထုတ်နိုင်လဲဆိုတာပေါ်မှာပဲကိုက idea နဲ့စဉ်းစားပြီးတော့လောက်သွားရင်တော့ပိုအဆင်ပြေရပေါ့နော်နောက်တစ်ခုကကြာသပိမှတ်ပိုင်းမှာဆိုလို့ရှိရင် digital fiber အဲ့အပြင်ကိုဥမာအသားရည်လှတဲ့ဟာလိုချင်တာလားအသားရည်ကြည်တာလားအသားရည်ဖြူချင်တာလားဗီတာမင် C နဲ့ပတ်သက်တဲ့ဟာထုတ်ချင်တာလားနောက်အိပ်ပျော်စေရဲ့ဟာထုတ်ချင်တာလားဒီအုံနောက်ကောင်းတာမျက်စိကြည်တာဒါမျိုးတွေထုတ်လို့ရပါတော့နော်ဝိတ်မတက်အောင်လို့ထုတ်ကုန်တွေကတော့အများကြီးရှိရကို idea နဲ့ကိုကစဉ်းစားပြီးဈေးကွက်ထဲမှာသုံးစွဲသူတွေကိုချပြရမယ်နောက်တစ်ခုကကျတော့သူမတူတဲ့ထူးခြားမှုနဲ့ပေါ့နော်ချပြနိုင်လို့ရှင်တော့ပို့ပြီးတော့ကောင်းပါတယ်ပြီးရင်ဆိုရင်လမ်းစဉ်ကိုပဲလိုက်ပြီးတော့ပေါ့နော်သူများနောက်ကနေလိုက်နေတော့သူများနောက်လိုက်ပဲဖြစ်မှာကို idea ကိုအတွေးခေါ်တွေနဲ့ဈေးကွက်တစ်ခုအစ်စ်ပေါ့နော်ဖောက်စေခြင်းနဲ့အဲ့ဒါမှကိုကသူများနဲ့မတူရဲတမှုထူးခြားတဲ့အောင်မြင်မှုဆိုတာရမှာပေါ့နော်အားလေးဝင်များချင်လို့ပါထုတ်ကုန်ဘာထုတ်မှမသိတဲ့လူတွေအတွက်လည်းဝင်များပေးထားတာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်